မင်းတကယ်ပဲရဲရဲကြီးညင်ရဲလားကြောက်ချံစီစားနှုံးမှာမင်းလက်ဝါးကြီးအုပ်ပြီးဖျက်စားထားတာမရှိဘူးလို့ရေးလို့ရတဲ့စပားတွေကိုမြို့ပေါ်ကစပားပွဲစားစီခိုးမရောက်ဘူးလို့မင်းရဲရဲကြီးပြောရဲလားရွာလေကွင်းပြင်ကြီးထဲမှာဦးလေးဖြစ်သူကြောက်တဖူကကြောက်ချံကိုလက်ညှိုးထိုးထိုးနဲ့ဒေါသတကြီးဆွဆွဲနေတာပါတကယ်တော့ကြောက်ချံဆိုတာကကိုပိုင်ပတ်စံနဲ့စိုက်ပျိုးရေးဆက်တွေဝယ်ပြီးဒီရွာကလူတွေကို10နှစ်ကျော်ကျော်အခမဲ့ကူညီပေးခဲ့တဲ့သူဒါပေမဲ့အခုတော့ကျေးဇူးရှင်ကနေအဆွဆွဲခံလူဆိုးကြီးဖြစ်နေရပါပြီဒါပေမဲ့အခုတော့ကျွန်တော်ရဲ့ဦးလေးရင်းခောက်ကပဲကျွန်တော်ကိုအထောက်ပံ့ကြေးတွေခိုးယူပါတယ်ဆိုပြီးတိုင်လိုက်တာလေကြောက်ချံတယောက်စိတ်ပြက်ပြက်နဲ့ပဲတာဝန်ကနေနှုတ်ထွက်တဲ့စာချုပ်မှာလက်မှတ်ထိုးသူ့ဆက်တွေကိုရွာကနေအကုန်တဲပြီးထွက်လာခဲ့ပါတော့တယ်ဒါပေမဲ့ကံကြမ္မာကဆိုးချင်တော့သူတို့ရွာကရိတ်သိမ်းချိန်ရောက်မှမိုးကတေးကြီးမင်းကြီးရွာချပါလေရောရွာသားတွေခမညာလေကွင်းထဲမှာပုတ်ကုံတဲ့စပားတွေကိုကြည့်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေကြတော့ရိတ်သိမ်းခါတွေကလည်းမတန်တဆတောင်းခံရတော့တာပေါ့ဒေါသအိုးပေါက်ကွဲသွားတဲ့ရွာသားတွေကလည်းဒီပြဿနာကိုစတင်ခဲ့တဲ့ဦးလေးကြောက်တဖူအိမ်ကိုသွားပြီးအကြီးအကျယ်ဝိုင်းရိုက်ကြပါတော့တယ်အဲ့ဒီအချိန်ကြောက်ချံကတော့ဝက်လျှော်ထဲမှာသူ့ရိတ်သိမ်းဆက်ကိုတန်ရှင်းရေးလုပ်နေတော့အဲ့ဒီကိုဦးလေးဖြစ်သူကြောက်တဖူနဲ့အတူသူ့ဝမ်းကွဲညီပြီးတော့မြို့ပေါ်ကစာရွက်စာတမ်းအိတ်တွေကင်ထားတဲ့လူတစုရောက်လာကြပါတယ်ဦးလေးကဝင်ဝင်ချင်းပဲမျက်နှာကြီးရှုံးမဲ့ပြီးဟမ်ဒီဆက်စုပ်ကဘာလဲကွာတကူလုံးနဲ့အနက်ရောင်စီကြီးတွေနဲ့ကြောက်ချံမင်းရဲ့ဒီရိတ်သိမ်းဆက်ကြီးကဘယ်နှစ်တောင်ရှိနေပြီလဲအလုပ်လုပ်တာလဲအင်မတန်နေတာမင်းငါတို့ရွာသားတွေရဲ့စပားတွေကိုတမင်တက်တက်ဖျက်ဆီးနေတာမဟုတ်လားလို့အတန်ကျဲကြီးနဲ့ပြစ်ရှာပါတော့တယ်အဲ့ဒီအချိန်လေထဲကပြန်လာတဲ့အတော်လီကအခြေအနေကိုလာကြည့်ရင်ဝင်ပြောပေးရှာပါတယ်ဒါဖူရဲ့ညီကလည်းစကားကိုအဲ့လိုကြီးမပြောပါနဲ့ကြောက်ချံရဲ့ဆက်မလို့သာဒီရွှွနွန်တွေထဲမှာကောင်းကောင်းပတ်မောင်းလို့ရနေတာပြီးတော့ဒီနှစ်တွေပတ်လုံးသူကငါတို့စီကစီဖိုးလေးပဲယူခဲ့တာလေဒါပေမဲ့ဦးလေးဖြစ်သူကတော့နားမထောင်ပါဘူးမယုံပါဘူးဗျာစီဖိုးပဲယူရဲဆိုရင်ငါအိမ်ကပြီးခဲ့တဲ့နှစ်ကဘာလို့300ပို့ပေးလိုက်ရတာလဲကြောက်ချံမင်းတကယ်ပဲစီစားနှုံးမှာလက်ဝါးကြီးအုပ်ပြီးဖျက်စားထားတာမရှိဘူးလို့ရဲရဲကြီးညင်ရဲလားကြောက်ချံလည်းစိတ်မကောင်းစွာနဲ့ပဲဦးလေးကျွန်တော်ရှင်းပြပါရစေဦးလေးရဲ့လဲကမြေကမ်းသားတင်ဆိုတော့မြေစီလွာကအရန်ပွားတယ်အဲ့ဒါကြောင့်ဆက်ကပိုဝင်ပြီးစီပိုစားရတာပါစရင်စာအုပ်တွေလည်းဟိုမှာချိတ်ထားတယ်ကိုယ်တိုင်သွားကြည့်လိုက်ပါလို့အေးအေးဆေးဆေးပဲပြန်ရှင်းပြပါတယ်မင်းရေးထားတဲ့အဲ့ဒီစရင်လိန်ညာတွေကိုငါကဘာလို့ကြည့်ရမှာလဲမင်းရွာသားတွေရဲ့ပတ်စံကိုဖျက်စားထားတာပဲငါသိတယ်ဦးလေးကစကားကိုဖျက်ပြောပြီးရွာသားတွေပဲလှည့်ကအော်ပြောပါတော့တယ်ဟဲအားလုံးပဲငါစကားကိုနားထောင်ကြဦးဒါကမြို့ပေါ်ကနီးပညာသုံးစိုက်ပျိုးရေးကုမ္ပဏီကမန်နေဂျာဝန်နဲ့သူတို့ကပြောတယ်ငါတို့ရဲ့စိုက်ပျိုးရေးဆက်တွေကိုသူတို့စီမှာစီမံခန့်ခွဲခွင့်ပေးမယ်ဆိုရင်ငါတို့ဆက်ဟောင်းတွေကိုချက်ချင်းပဲအလိုလျောက်ရိတ်သိမ်းဆက်အတစ်ဆက်တွေနဲ့လဲလှယ်ပေးမယ်တဲ့ဟဲ့အဲ့ဒီစကားကိုကြားတော့ရွာသားတွေအံ့ဩသွားကြတာပေါ့မန်နေဂျာဝန်ကလည်းလူတက်ကြီးလုပ်ပြီးဝင်ပြောပါတယ်ဟုတ်ပါတယ်ရွာသားတို့အခုခေတ်စိုက်ပျိုးရေးကနီးပညာနဲ့လုပ်ရတာခင်ဗျားတို့ရဲ့ဒီဆက်အိုဆက်ဟောင်းကြီးတွေကအိမ်သုံးဖို့တောင်မကောင်းတော့ဘူးကျွန်တော်တို့စီအပ်လိုက်ရင်အခမဲ့အစ်စ်လဲပေးမှာခင်ဗျားတို့ကအိမ်မှာအေးဆေးထိုင်ပြီးဖုန်းနဲ့တင်လှမ်းကြည့်နေုံပဲအခမဲ့လဲပေးမယ်ဆိုတဲ့စကားလုံးအောက်မှာအတော်လေးအပါဝင်ရွာသားတွေရဲ့မျက်လုံးတွေကလောဘရိတ်တွေနဲ့လှုပ်ခတ်သွားကြပါတယ်ရွာသားတွေလည်းတယောက်တစ်ပေါက်တီးတိုးပြောလာကြပြီးအခမဲ့အဆင့်မြင့်ပေးမယ်ဆိုရင်တော့ကောင်းတာပေါ့ကြောက်ချံမင်းဆက်ကလည်းတကယ်ပဲအိုနေပါပြီကွာရိတ်နေတော့ခဏခဏပြက်နေတာဓာတ်ဖူကမြို့ပေါ်မှာအတွေ့အကြုံရှိတဲ့သူဆိုတော့ရွာသားတွေကောင်းဖို့ပဲစဉ်းစားမှာပါငါတို့ကိုလိမ်မှာမဟုတ်ပါဘူးလို့ပြောကုန်ကြပါလေရောကြောက်ချံရွာသားတွေရဲ့မျက်နှာတွေကိုကြည့်ရင်ရင်ထဲမှာစိုးတက်လာပါတယ်ငါမိုးတဲကြီးမဲကြီးရွာနေတဲ့ညတကောင်တွေမှာလေကွင်းထဲကနုံနစ်နေတဲ့ဆက်တွေကိုကိုယ်တိုင်ဆွဲထုတ်ပြီးသူတို့ရဲ့စပားတွေကိုကာကွယ်ပေးခဲ့တာကိုသူတို့မေ့သွားကြပြီပေါ့အခုတော့ငါ့ကိုသူစိမ့်တယောက်လိုတန်တရားမျက်လုံးတွေနဲ့ကြည့်နေကြပြီသူစိတ်ပြက်လက်ပြက်နဲ့ပဲလက်ထဲကစက်ပြင်ကရိယာကြီးကိုပစ်ချလိုက်ပါတော့တယ်နောက်တနေ့မနက်ရွာဦးကလော်စပီကာကနေဦးလေးဖြစ်သူကြောက်တဖူရဲ့အတန်ကြီးထွက်လာပါတယ်ရွာသူရွာသားအားလုံးကိုရွာကောင်စီရုံးမှာအစည်းအဝေးတက်ဖို့စောနေတာပါအစည်းအဝေးရဲ့ခေါင်းစဉ်ကတော့ကြောက်ချံကိုယာဒူးကဖယ်ရှားပြီးခင်မီဆက်မှုလဲရာကိုကြိုးဆိုဖို့တဲ့ကြောက်ချံအစည်းအဝေးကိုရောက်သွားတဲ့အချိန်မှာရွာသားတွေကပြင်းနေပါပြီဦးလေးကစင်ပေါ်ကနေရွာသားတို့စပားဆိုတာငါတို့ရဲ့အသက်သွေးကြောပဲကြောက်ချံတယောက်ထဲကဆက်တွေကိုစုပ်ကင်ပြီးငါတို့ရဲ့စပားတွေကိုဖျက်ဆီးနေတာကိုခွင့်မပြုနိုင်ဘူးလို့စင်ပေါ်ကနေအော်ဟစ်စော်အော်နေပါတယ်ရွာလူကြီးကလည်းကြောက်ချံနာကတ်လာပြီးကြောက်ချံအားလုံးရဲ့သဘောထားကိုခမားလေးမြင်တဲ့အတိုင်းပဲအခုကခင်မီစိုက်ပျိုးရေးလုပ်ရမယ့်အချိန်ခမားအနေနဲ့အများကျိုးကိုငဲရမယ်ပြီးတော့ခမားကစက်တော်တွေကိုမအပ်ရင်မြို့ပေါ်ကကုမ္ပဏီကစက်တွေကိုလာမယူရဲဘူးလို့ညီဦးလေးကပြောနေတယ်ဒါကြောင့်တော့တွေအပ်လိုက်ပါတော့ကွာလို့ဖိအားပေးတောင်းဆိုပါတော့တယ်